မင်္ဂလာပါရှင်တဟကထမြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တဟကထမြန်မာဘာသာစီစဉ်ရဲ့နေ့စဉ်ရသတင်းများကိုတင်ဆက်ပေးပါမယ်ရှင် CRP ကဒေါက်တာဆာဆာကိုကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကဒေါက်တာဆာဆာကိုဖေဖော်ဝါရီလ22ရက်နေ့မှာစ၍ကမ္ဘာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ထားကြောင်းသိရှိရပါတယ်ရှင်ဒေါက်တာဆာဆာကိုဆက်သွယ်မပြုလုပ်နိုင်ခဲ့တော့လေသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ထားတာတစ်ဖက်မှာစိတ်မကောင်းပါဘူးမြန်မာနိုင်ငံမှာရှိကြတဲ့ပြည်သူ54သန်းနဲ့အတူနိုင်ငံတကာအတိုင်းအဝိုင်းကယက်တီပေးကြဖို့နဲ့အာဏာအတင်းလူယူကြတဲ့စစ်ကောင်းဆောင်6ဦးတို့နဲ့လုံးဝလက်မတွဲကြဖို့တောင်းဆိုခြင်းနဲ့မြန်မာပြည်သူဆန္ဒကိုလေးစားပေးပြီးသူတို့နဲ့အတူယက်တီပေးကြပါနိုင်ငံတကာအနေနဲ့မြန်မာလူထု54သန်းနဲ့အတူဒါမှမဟုတ်စစ်အာဏာရှင်6ဦးနဲ့အတူယက်တီမလားလူထုကလူလာတဲ့အရာကိုလူတကာလေးစားပေးဖို့လိုတယ်တနေ့နေ့မှာတော့ဒီမိုကရေစီရရှိပြီးလွတ်မြောက်ကြမယ်တန်းတူမှုရှိလာမှာဖြစ်တယ်ဖျားသခင်ကမြန်မာပြည်နဲ့လူထုတရက်လုံးကိုကောင်းချီးပေးပါစေလို့ရေးသားထားတာတွေ့ရပါတယ်ဒေါက်တာဆာဆာဟာ1996ခုနှစ်၌ဒေါအောင်ဆန်းစုကြည်နေချင်းစုရရှိခဲ့သည့်စုငွေဖြင့်အိန္ဒိယနိုင်ငံတွင် Prospect Farmer ကျောင်းဖွင့်လှစ်ပြီးရင်းကျောင်းတွင်တက်ရောက်ပညာသင်ယူခဲ့သူဖြစ်ပါတယ်ဒေါက်တာဆာဆာဟာ Yerevan State Medical University မှာပညာသင်ယူပြီးအာမေးနီးယားတွင်လည်းပါရဂူဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်သူဟာ Health and Hope မြန်မာအဖွဲ့ကိုထူထောင်ကချင်းပြည်နယ်တွင်အခမဲ့ဆေးကုမှုများပြုလုပ်နေကြောင်း2020ရွေးကောက်ပွဲတွင် NLD ပါတီအောင်နိုင်ရေးအတွက်လှုပ်ရှားခဲ့သူဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။နှစ်ငါးလုံးလှုပ်ရှားမှု၌ဟာခါမြို့တွင်လူထု2000ကျော်ပါဝင်ခဲ့ကြောင်းယူဆရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။2021ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့ဟာခါမြို့16ရက်နေ့မြောက်လူထုဆန္ဒပြပွဲဖြစ်သည့်နှစ်ငါးလုံးလှုပ်ရှားမှုမှာပြည်သူလူထု2000ကျော်ပါဝင်မယ်လို့ယူဆရကြောင်းသိရှိရပါတယ်ရှင်။မနေ့2021ခုနှစ်2လပိုင်း22ရက်နေ့နှစ်ငါးလုံးလှုပ်ရှားမှုမှာတတိုင်းပြည်လုံးအတိုင်းအတာမှာလည်းလူထုပါဝင်များတယ်။ရှစ်လေးလုံးရေးတော်ပုံဖြစ်ခဲ့သလိုနှစ်ငါးလုံးလှုပ်ရှားမှုမှာလည်းတနင်္ဂနွေနေ့မှာဖြစ်တဲ့အတွက်လူများတာဖြစ်တယ်။ကျင်းဖို့ကောင်းတယ်။မနေ့ကလှုပ်ရှားမှုမှာလူထု2000ကျော်ပါဝင်မယ်လို့ယူဆရတယ်လို့ CDM လှုပ်ရှားသူတဦးကပြောပြခဲ့ပါတယ်။ထို့ပြင်လူထုလှုပ်ရှားမှုတွေပါဝင်သူတဦးကလူထုလှုပ်ရှားမှုအခြေအနေနည်းနည်းပြောင်းလဲလာတယ်။ခုတော့တနင်္လာနေ့ကစပြီးစနေနေ့အထိဆန္ဒပြပွဲနဲ့ဆင်နွှဲတော့မှာဖြစ်တယ်။ကြားကာလမှာဆူတောင်းပွဲတွေလုပ်သွားဖို့ရှိတယ်။တောက်ကြနေတိုင်းမှာဆိုင်ရှင်များကဆိုင်ပိတ်ပိတ်ထားကြပါလို့တိုက်တွန်းပြောဆိုခဲ့ပါတယ်။တာမန်နေ့များမှာဟာခမြို့ဆန္ဒပြပွဲတွင်လူထုပါဝင်မှု1000ခန့်သာရှိခဲ့တော့လေနှစ်ငါးလုံးလှုပ်ရှားမှုမှာလူထု2ဆခန့်ပါဝင်လာကြောင်းလူထုပင်လဲလို့ခေါ်ဆိုနိုင်ကြောင်းဤလှုပ်ရှားမှုသည်တမိုင်းဝင်လှုပ်ရှားမှုဖြစ်ကြောင်းပြောဆိုနေကြပါတယ်။ CDM နဲ့ပြည်သူလူထုလှုပ်ရှားမှုကိုထောက်ခံအားပေးနေကြောင်း NCA တွင်လက်မှတ်ရေးထိုးသည့်အတိုင်းအတာလက်နက်ကိုင်အဖွဲ့များထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်တပ်အုပ်ချုပ်မှုကိုကန့်ကွက်နေကြသည့် CDM လှုပ်ရှားမှုနဲ့ပြည်သူလူထုရဲ့ဆန္ဒထုတ်ဖော်ပွဲကိုထောက်ခံအားပေးနေကြောင်း NCA တွင်လက်မှတ်ရေးထိုးသည့်တိုင်းအတာလက်နက်ကိုင်အဖွဲ့များကသဘောထုတ်ပြန်လိုက်ပါတယ်။လက်ရှိပြည်တွင်ပြည်ထနာနဲ့ပတ်သက်ပြီးငြိမ်းချမ်းရေးဖော်ဆောင်နေသည့် PPST ကအရေးပေါ်အစည်းအဝေး2ကြိမ်ပြုလုပ်ကျင်းပခဲ့ကြတယ်။ဤအစည်းအဝေးမှာလက်ရှိနိုင်ငံရေးပြည်ထနာပြည်တွင်းရေးအနေနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်များကိုသုံးသပ်ပြီးယခုကဲ့သို့သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်။စစ်တပ်ကအာဏာသိမ်းမှုကိုစန့်ကျင်ကန့်ကွက်သည့် Civil Disobedience Movement CDM နဲ့လူထုလှုပ်ရှားထောက်ခံကြောင်းဤလှုပ်ရှားမှုကိုထောက်ပံ့ကူညီရန်နည်းလမ်းမျိုးစုံဖြင့်ကြိုးစားသွားမည်ဖြစ်ကြောင်းဖန်စီထိန်သိမ်းထားသည့်ပုဂ္ဂိုလ်များအမြန်ဆုံးလွှတ်ပေးရေးငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သည့်လူထုများကိုအကြမ်းနည်းဖြင့်ဖယ်ရှားခြင်းကိုစန့်ကျင်ကြောင်းလက်ရှိအာဏာသိမ်းယူသည့်စစ်ကောင်စီနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုယာယီဆိုင်းငံ့ထားကြောင်းစစ်တပ်အုပ်ချုပ်မှုကိုချုပ်ငြိမ်းပြီးလက်ရှိနိုင်ငံရေးအခြေအနေပြဿနာဖြေရှင်းနိုင်ရန်အတွက်ပြည်တွင်းပြည်ပအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းရင်းဤထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။ဤကိစ္စနဲ့ပတ်သက်ပြီးချင်းမျိုးသားတပ်ဦးမှဒေါက်တာစပီကာက NCA မှာလက်မှတ်ရေးထိုးကြတဲ့လက်နက်ကိုင်စေဖွဲ့ကနေအစည်းအဝေးကျင်းပနေတဲ့သဘောတူထားတာတွေလည်းရှိတယ်။နောက်မှာလည်းလိုအပ်သလိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ကျွန်မအစတာပါဆက်လက်ပြီးတော့ Reverend NC ထုံးတထောင်ဦးဆောင်မှုဖြင့် MCYA လူငယ်9000ကျော်ဆန္ဒဖော်ထုတ်တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးတော့ပါမယ်။
Reverend NC ทองทางဦးဆောင်မှုဖြင့်မြန်မာ Christian Youth Alliance MCYAE လူငယ်9000ခန့်ကစစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ကန့်ကွက်သည့်နှစ်9လုံးလှုပ်ရှားမှုတွေစန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရှိရပါတယ်။ယခု MCYAE ဟာကျွန်တော်ကဦးဆောင်နေတာဖြစ်ပါတယ်။မြန်မာနိုင်ငံခရစ်ယာန်အသင်းများရဲ့လူငယ်အဖွဲ့ချုပ်ဖြစ်ပါတယ်။ဒီနေ့မှာမြန်မာပလာဇာကနေအမေရိကန်တန်ယုံအထိဆန္ဒဖော်ထုတ်ဖို့စီစဉ်နေပေမဲ့အမေရိကန်တန်ယုံလမ်းပိတ်ထားတဲ့အတွက်စင်ကာပူတန်ယုံဘက်ကိုချီတက်ကြပါတယ်။အမေရိကန်တန်ယုံဘက်မှာလမ်းပြန်ဖွင့်ရင်အဲ့ဒီဘက်ကိုပြန်လည်ချီတက်ပါပါ။စာတင်ထားတာလည်းစာပြန်ပေးဖို့ကတိပြုထားပါတယ်လို့ Reverend NC ทองทางက Hakha Time သတင်းဌာနကိုပြောပြခဲ့ပါတယ်။သူကဆက်လက်ပြီးတော့ဖျားသခင်ဟာဖြောက်မှတ်ခြင်းဖက်မှာရက်တည်တယ်မင်းအောင်လိုက်ကနေအာနာကိုခိုးယူတာမတရားသဖြင့်လှုပ်ဆောင်တာတွေကိုလူထုကသိမြင်ကြတဲ့အတွက်စက်ကျင်ကောက်ကွက်ဖြစ်ပါတယ်ကျန်းစာထဲမှာလည်း CDM လှုပ်ရှားမှုလှုပ်ဆောင်တာတွေအများကြီးတွေ့ရှိရပါတယ်ဒါပေမဲ့အစိုးရဝန်ထမ်းတွေအတွက်တော့စိန်ခေါ်မှုတရက်ဖြစ်နေတဲ့အတွက်တော်တော်အခက်အခဲတွေ့မှာဖြစ်ပါတယ်ဒါပေမဲ့အစိုးရဝန်ထမ်းတွေကိုဒီလှုပ်ရှားမှုမှာအားကိုးရဆုံးဖြစ်တဲ့အခါမှာလူထုတရက်လုံးကနေအားပေးကူညီကြဖို့လိုတယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းယူမှုစန့်ကျင်ကန့်ကွက်ခြင်းကိုမြန်မာနိုင်ငံတွင်းရှိခရစ်ယာန်ဘာသာခေါင်းဆောင်များလူငယ်များဗုဒ္ဓဘာသာနဲ့တခြားဘာသာဝင်များနိုင်ငံရေးပါတီမှတာဝန်ရှိပုဂ္ဂိုလ်များအပြင်အစိုးရဝန်ထမ်းနဲ့ပြည်သူလူထုကဆင်နွှဲနေကြခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဟာခါမြို့တွင်ကားတိမ်မှောက်မှုဖြစ်ပွားသောကြောင့်လူတအူးတေဆုံးတဲ့တတိကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။ဟာခါမြို့အဝင်ဂိတ်အနီးတွင်မော်တော်ကားတစ်စီးတိမ်မှောက်သောကြောင့်လူတအူးတေဆုံးကြောင်းသိရှိရပါတယ်။တေဆုံးသူမှာဟာခါမြို့နယ်မီးရဲတောင်ကျော်ရှိကျင်းခွာကျေးရွာသားဦးလိုက်နော်ကြောင့်ကားတိမ်မှောက်ရာတွင်မျက်မြင်တအူးကသူ့ကားကိုရက်ခိုင်းပြီးတော့အပုတ်သွားတဲ့အခါမှာကားကအပေါ်ကနေဖိထားတာဖြစ်တယ်လို့ဟာခါထမ်သတင်းဌာနကိုပြောပြခဲ့ပါတယ်။ CDM လှုပ်ရှားမှုအောင်မြင်လာရင်ငွေလွှဲပေးနိုင်မှာဖြစ်ပါတယ်။နာမည်စာရင်းပေးသွင်းဖို့လို့လိုပါတယ်လို့ Hakha Time သတင်းဌာနကိုပြောပြခဲ့ပါတယ်။ CDM လှုပ်ရှားမှုတွင် Bishop CK နောက်ချုံပါဝင်မှုများမှာဖေဖော်ဝါရီလ12ရက်နေ့တဲတန်းလမ်းဆောင်မှာလူ1000အတွက်ကျပ်ဦးနဲ့ဓမင်းထုတ်တရားဖေဖော်ဝါရီလ14ရက်နေ့မြမစီးပွားရေးဘဏ်အမှတ်1ရှိ၌ကျပ်ကြစံကျော်အထုပ်1000ဖေဖော်ဝါရီလ22ရက်နေ့မှာမင်းဒီကုန်း၌ထမင်းကျော်ထုတ်1000ဖေဖော်ဝါရီလ20ရက်နေ့မှာထန်တလန်မြို့ CDM လှုပ်ရှားမှုအတွက်စုတောင်းသူများအတွက်ကိုကာကိုလာဘူး900ဖေဖော်ဝါရီလ22ရက်နေ့မှာဟာခါမြို့ CDM လှုပ်ရှားမှုအတွက် VV အချိုရည်ဘူး2400တနင်္သာရီတိုင်းဒေသကြီး CDM လှုပ်ရှားမှုအတွက်ပထမအကြိမ်အခက်အခဲကြုံတွေ့သူများကိုဖေဖော်ဝါရီလ12ရက်နေ့မှာ21ရက်နေ့အထိအစားအသောက်များဖြင့်ကူညီထောက်ပံ့ပေးခဲ့ပြီးဒုတိယအကြိမ်ကိုတော့ဖေဖော်ဝါရီလ14ရက်နေ့၌ကူညီထောက်ပံ့ခဲ့ကြောင်းသိရှိရပါတယ်။မြန်မာပြည်သူပြည်သားများအားလုံးဘေးအန္တရာယ်မှာကင်းဝေးကြပါစေရှင်။ကျွန်မချယ်ရီပါ။